အဆောင်တစ်ယောက်က အကျဉ်းသားကိုထမင်းပို့ဖို့လုပ်နေတာပေါ့ဒါပေမဲ့ကျမ်းပြင်ပေါ်ကထမင်းပန်းကိုသူသတိမထားမိခဲ့ဘူးတကားကိုကန်ပြီးအော်ခေါ်လိုက်တာဘာတန်မှပြန်မလာဘူးအဆောင်ကကုန်းပြီးကြည့်လိုက်တဲ့အခါမှာကျမ်းပြင်ပေါ်မှာလဲကျနေတဲ့အဖိုးကြီးကိုတွေ့လိုက်ရတယ်ဟာမဟုတ်တော့ဘူးဆိုတာနဲ့အကူအညီတောင်းဖို့အပြေးပြန်သွားခဲ့တယ်ဗျာဒီအချိန်လေးကိုအခွင့်ကောင်းယူပြီးမားကမြေအောက်ပိုက်ခေါင်းဝါကိုအမြန်ပိတ်လိုက်ကလှုပ်ဝက်လန်းကြတဲ့ဝင်ပုံးနေလိုက်ပါတော့တယ်အဆောင်ကလူသေးအလောင်းထဲတဲ့အိတ်ကြီးကိုတဲလာတဲ့အကူအညီသမား2ယောက်ကိုခေါ်လာတယ်3ယောက်သားအဖိုးကြီးကိုအထဲကိုတဲထုတ်သွားကြတာပေါ့ကျိုးတွေဘာတွေတေချာချီပြီးမှအကျဉ်းထောင်မှုကိုအကြောင်းကြားဖို့သူတို့စီစဉ်လိုက်ကြတယ်သူတို့ထွက်သွားတာနဲ့မားကတိတ်တိတ်လေးတွားထွက်လာခဲ့တယ်အလောတကြီးနဲ့ဆိုတော့အဖိုးကြီးကိုနှုတ်ဆက်ဖို့တောင်အချိန်မရခဲ့ဘူးပေါ့ဒါပေမဲ့စကားစပြောရင်းနဲ့ရုတ်တရက်ရက်သွားတဲ့ဇလန်းကဒီနေရာမှာလှည့်သွားပြီးမားခေါင်းထဲမှာအကြံတစ်ခုလှည့်တစ်ပြက်ဝင်လာတာပေါ့တိတ်မကြခင်မှာပဲထောင်မှုကအဆောင်တစ်ယောက်နဲ့အတူရောက်လာခဲ့တဲ့တစ်ချက်လေးကြည့်လိုက်တာနဲ့အလောင်းကိုပင်လယ်ထဲပစ်ချဖို့အမိန့်ပေးလိုက်တယ်ဒီတစ်ချိန်ထဲမှာပဲအစားအသောက်ဝေတဲ့အဆောင်ကမားရဲ့အခန်းကိုရောက်လာတာပေါ့သူလည်းထမင်းပန်းမတွေ့သလိုတကားကိုကန်ခေါ်တာဘာတန်မှပြန်မလာဘူးဒီတစ်ခါတော့အခန်းတကားကိုအတင်းဖွင့်ဝင်လိုက်တော့ကျမ်းပြင်မှာအပေါက်ကြီးတစ်ခုရဲ့အဝေးမှာလဲလျောင်းနေတဲ့လူတစ်ယောက်ကိုတွေ့လိုက်ရတယ်ရှေ့တိုးပြီးတွားကြည့်လိုက်တော့မှဟာခုနလေးတင်တည်သွားတဲ့အဖိုးကြီးဖြစ်နေတာကိုသိလိုက်ရတော့တုံ့လောက်သွားတော့တာပေါ့ဒုက္ခများအဲ့ဒီနေရာကနေအတက်နိုင်ဆုံးအမြန်ဆုံးထွက်ပြေးခဲ့တော့တာပဲဒီအချိန်မှာတော့အဆောင်တွေကအလောင်းထဲအိတ်ကို6ကမ်းပါအစွန်းစီရောက်နေပြီးအိတ်ကိုတက်လုံးတစ်ခုနဲ့ချီနှောင်ပြီးပင်လယ်ထဲပစ်ချဖို့ပြင်ဆင်နေကြပြီးအဲ့ဒီအချိန်မှာပဲထမင်းဝေတဲ့အဆောင်ကအဝင်ဝကိုအပြေးလွှာရောက်လာပြီးမပြစ်နဲ့လို့အကျယ်ကြီးအော်လိုက်တယ်ဗျာဒါပေမဲ့အကွာဝေးကအရန်ဝေးနေတော့ထောင်မှုကဘာမှမကြားရဘူးသူတို့ဘတိမလဲအထဲကလူကအလဲလောက်ခံထားရမှန်းအိတ်ထဲကမွားကအကြောင်းလေးကနေတော့ကိုမြင်လိုက်ရတယ်သူ့ကိုအပြင်ကိုပစ်ထုတ်လိုက်တဲ့အချိန်မှာပဲတော့ကိုအမြန်ဆွဲယူလိုက်ပြီးထောင်မှုကိုပါဆွဲချသွားခဲ့တော့တာပေါ့ရေထဲကျသွားတာနဲ့မွားကအိတ်ကိုလှက်တစ်ပြက်ဆွဲဖျက်လိုက်တဲ့တော့နဲ့တန်ကြိုးတွေကိုဖွင့်ပြီးအင်အားကုန်သုံးကရေမျက်နှာပြင်ပေါ်ကိုကူးခတ်လာခဲ့တယ်ရေပေါ်ရောက်လာတော့မှထောင်မှုကသူ့ဘေးနားမှာပဲရှိနေတာကိုတွေ့လိုက်ရတယ်မွားကလည်းမဆိုင်မတော်ပဲချက်ချင်းပြန်ငုပ်လိုက်ပြီးထောင်မှုကိုရေအောက်ထဲအတင်းဖိချလိုက်တဲ့နေရာတင်အသက်ပါသွားတော့တာပေါ့6ကမ်းပါပေါ်ကအဆောင်2ယောက်ကတော့အောက်ကမြင်ကွင်းတွေကိုဘာမှမလုပ်နိုင်ပဲကြည့်နေုံကလွဲလို့တတ်နိုင်တာဘာမှမရှိခဲ့ဘူးမွားကတော့ကမ်းခြေစီကိုအသေးအတန်ကူးခတ်ခဲ့တယ်တိတ်မကြခင်မှာပဲမွားတယောက်ဟိုဘက်ကမ်းကကျုံးပေါ်မှာပြန်နိုးထလာခဲ့တယ်လွတ်လပ်မှုဆိုတာကိုနောက်တစ်ကြိမ်ပြန်ရလိုက်ပြီဆိုတော့ပျော်ရွှင်စွာနဲ့ကမ်းခြေတစ်လျှောက်ယူသွတ်စွာပြေးလွှားသွားခဲ့ပါတော့တယ်ဗျာ